တီငါစေလေဝေဒနာကိုလေပို့ပို့ကဆိုစေတယ်လွမ်းနေတာသူတည်ပါစေလေချိန်တွေကြံခဲ့တဲ့ငယ်ချမ်းသူရဲ့ပြန်ဆောင်လာရဲ့အတွက်ကြောင့်ဤဝေဘဝခီးပြတဲ့ရှောင်းတို့လျောက်ရှောင်းလမ်းပေါ်ပါလေငိုပါနဲ့ချစ်သူလေးရဲ့ကြွေလာမဲ့မျက်ရည်စားတွေတကယ်တမ်းလှမ်းဝေးတဲ့ချိန်လွန်လေးနဲ့ဖြည့်သိမ်းကြမယ်လေဖြစ်သေးစရာဆိုပါရင်ကွယ်တွေ့နိုင်ချောင်းချတော့နေဝဘရဲ့ဖြစ်တွေကိုတကယ်သိစေချင်စမ်းပါတယ်ဝေးခွာသူတွေဖြစ်ကိုတကယ်ဝေးရတွေ့ပြန်ဆုံးဖို့ရင်ကြော်နေပါကွယ်လွမ်းနေတာသူသိစေချင်တယ်